Hello အားလုံးပဲတွေ့ရတာမင်္ဂလာပါဒီနေ့ကကြတော့ပေါ့နော် admin Facebook မှာတင်ခဲ့တဲ့ post လေးတစ်ခုနဲ့ပတ်သက်ပြီးတော့လူအရန်မေးများခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီ post လေးနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာပေါ့နော်တယောက်ချင်းစီကမေးထားတဲ့မေးခွန်းလေးတွေကို admin တက်တလောက်မှတ်တလောက်ပြန်ဖြေပေးပါမယ်ပေါ့နော်အဲ့ဒီ post လေးကကြတော့ဒီ admin အခုပေါ့နော်ဒီ2026တလပိုင်း16ရက်နေ့မှာထွက်ခဲ့တဲ့ဒီတလပိုင်း16ရက်နေ့ရောက်ဖြစ်တယ် sorry နော်ဒီ2026ပေါ့နော်3လပိုင်း16ရက်နေ့မှာထွက်ခဲ့တဲ့ Kaigo Fukushi စာမွေးကို admin ကဘယ်တင်တန်းမှမတက်ဖ ೇನೆ ကိုယ့်ဘာသာကို self study လုပ်ပြီးတော့ပေါ့နော်self study လုပ်ပြီးတော့ဘယ်လိုမျိုးဟာတွေလေ့လာပြီးတော့အောင်မြင်ခဲ့တယ်ဆိုတာကိုအသေးစိတ်ပြပြသွားမယ်ပေါ့နော်အဲ့ဒါအပြင်ကို admin ကိုလာပြီးတော့မေးထားတဲ့သူတွေရဲ့မေးခွန်းတွေကိုတစ်ခုချင်းစီကိုပြန်ပြီးတော့ဖြေပေးမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါပေါ့နော်အားလုံးအတွက်ထောက်ကူဖြစ်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့လောလောဆယ်ဒီ admin ကပေါ့နော်file လေးလုတ်ထားရပေါ့နော်PDF file လေးတစ်ခုလုတ်ထားမယ်ပေါ့နော်ဒါကတော့လောလောဆယ် PDF မပြောင်းရသေးတာပေါ့နော်ရှင်းပြဖို့အတွက်ကိုအချက်လက်လေးချပြီးတော့ရေးပြပေးထားတဲ့ file လေးပေါ့နော်အဲ့တော့ဒီ file လေးကိုလိုချင်တဲ့သူလေးတွေ sorry เนาะ admin နည်းနည်းလေးချောင်းစွန်းနေလို့ပါဒီ file လေးကိုလိုချင်တဲ့သူလေးတွေရှိတယ်ဆိုရင်လည်းဒီ admin ရဲ့ Facebook မှာဆင်ညာပါတယ်ဖြစ်ဖြစ် TikTok မှာပဲဖြစ်ဖြစ်လာပြီးတော့ download ရပါတယ်ပေါ့နော် Okay အဲ့ဆိုရင်စပြီးတော့ပေါ့နော် admin ပြောပြပေးသွားပါမယ်အဲ့တော့ဒီ Kaigo Fukushi ဆိုတာဘာလဲ Kaigo Fukushi ဆိုတာကတော့သူကကြတော့မြန်မာလိုမျိုးပြောရမယ်ဆိုရင်တော့ဒီအဓိပ္ပာယ်လေးပေါ့နော်မတန်ဆန်းတဲ့သူတွေမကျန်းမာတဲ့သူတွေရဲ့နေ့စဉ်နေထိုင်မှုဘဝကိုပြုစုဆောင်ရှောက်ရတဲ့သူတွေကို Kaigo Fukushi လို့ခေါ်ပါတယ်အဲ့ဒါကိုပေါ့နော်ကိုတွေပေါ့နော် Kaigo နယ်ပယ်မှာကျင်လည်နေတဲ့သူတွေကတော့သိတယ် Kaigo Fukushi ရဲ့အဓိပ္ပာယ်နောက်ပြီးတော့သူ့ရဲ့ဘယ်လိုနေရာတွေမှာKaigo Fukushi တွေကိုအသုံးပြုလဲဆိုတာကိုသိတယ်ပေါ့နော်ဒါပေမဲ့ကိုတွေမြန်မာလူကြီးတွေကိုရှင်းပြဖို့ကကြတော့ပေါ့နော်မြန်မာလူကြီးတွေကလေသူတို့အတွက်နားအနီးဆုံးစကားလုံးကလေသူနာပြုအကူဆိုတဲ့စကားလုံးကပို့ပြီးတော့နားနီးရယ်sorry ဒီ admin တိုင်ပင်ရိုက်တာတော့တခုကျန်ခဲ့သူကမှားနေရပေါ့နော်အဲ့တော့သူနာပြုအကူဆိုတဲ့စကားလုံးကပို့ပြီးတော့ပေါ့နော်နားနီးရယ်အဲ့ဒါကြောင့်မလို့ဒီ admin စာမွဲအောင်ခဲ့တဲ့ post မှာသူနာပြုအကူဆိုတဲ့စကားလုံးလေးကိုသုံးလိုက်ရခြင်းဖြစ်ပါတယ်တကယ်တော့သူနာပြုအကူနဲ့ဒီ Kaigo Fukushi လို့ခေါ်တယ်မကျန်းမာတဲ့သူတွေမတန်ဆန်းတဲ့သူတွေရဲ့နေ့စဉ်ပေါ့နော်နေထိုင်မှုဘဝပြုစုဆောင်ရှောက်တဲ့သူတွေကလုံးဝမတူပါဘူးအဲ့ဒီအတွက်လည်းဒီမှာတခြားပြန်ပြီးတော့လည်းရှင်းပြပေးသွားပါမယ်ပေါ့နော်အဲ့တော့ဒီညီမလေးတယောက်လည်းလာပြီးတော့ man ထားရပေါ့နော် admin ရဲ့ပို့အောက်လေးမှာဒီလိုလေးပေါ့နော်အဲ့နဲ့ပတ်သက်ပြီးတော့လည်း admin တေချာဒီမှာပေါ့နော်စာနဲ့တော့ရှင်းပြပေးထားတယ်အဲ့တော့အဲ့ဒါကိုပို့ပြီးတော့ပေါ့နော်အခုတိတိကျဖြစ်သွားအောင်လို့စကားနဲ့လေးပြန်ပြီးရှင်းပြပါမယ်admin ကတော့ Kaigo လုပ်တဲ့သူတိုင်းဒီဟာကိုမတူဘူးဆိုတာသိတယ်ထင်ထားပေမဲ့လည်းမနေ့ကတော့မဟုတ်ပေါ့နော် admin ဟိုတလောကပြန်ကြားရတာတော့အဲ့လိုမျိုးတူနေတယ်ဆိုပြီးတော့ထင်ထားတဲ့ဒီသူလေးတွေလည်းရှိတယ်ဒီ Kaigo လုပ်နေတဲ့ဟာကိုပေါ့နော်Kaigo ဆိုတာသူနာပြုကူဆိုပြီးတော့လုံးဝတူတယ်ဆိုပြီးတော့အတိပ္ပယ်တူတယ်လုံကြီးတွေတူတယ်ဆိုပြီးသိထားတဲ့လူတွေလည်းရှိတယ်အဲ့တော့မတူပါဘူးเนาะအဲ့တော့မသိသေးတဲ့သူတွေလည်းသိချကြည့်ပေးပါပေါ့เนาะ admin အသေးစိတ်ရှင်းပြပေးပါမယ်အဲ့တော့ဒီပေါ့နော်Kaigo Fukushi ဆိုတာကဒီမှာရေးထားသလိုပဲမကျန်းမာတဲ့သူတွေမတန်ဆန်းတဲ့သူတွေနေ့စဉ်ဘဝကိုပြုစုစောင့်ရှောက်ပေးရတဲ့သူတွေကိုခေါ်တယ်အဲ့တော့သူတို့တွေကဘာတွေလုပ်ကြမလဲဆိုတော့များသောအားဖြင့်ပေါ့နော်ရေချိုးတာထမင်းစားတာဈေးဝယ်တာအတူလိုက်ပေးတာနော်နောက်ပြီးတော့လက်သေးခြေသေးလေးတွေညှက်ပေးတာအဲ့လိုပုံစံမျိုးတွေလုပ်လို့ရတယ်ပေါ့နော်ခြုံငုံပြီးပြောမယ်ဆိုရင်ဆေးပညာနဲ့မထိတွေ့ရတဲ့အရာမှန်သမျှကို Kaigo Fukushi တွေကလုတ်ပိုင်ခွင့်တရားဝင် Holy Sotekina လူရှိပါတယ်ဂျပန်ရဲ့ပေါ့နော်တရားဝင်ထုတ်ပြန်ထားတဲ့ rule ရလုတ်ပိုင်ခွင့်ရှိပါတယ်အဲ့တော့ဆေးပညာနဲ့ပတ်သက်တာမှန်သမျှလွဲပြီးတော့ကျန်တာအကုန်လုံးကူညီပေးခွင့်ရှိတယ်ဆောက်ရှောက်ပေးခွင့်ရှိတယ်ပေါ့နော်အဲ့တော့ဥပမာပြောရမယ်ဆိုရင်လက်သေးညက်တယ်ဆိုရင်တော့မှကိုတို့တွေခိုင်ကော့နယ်ပယ်မှာဆိုမာကီစမဲတို့ပါရှိတယ်လေလိမ့်နေတဲ့လက်သေးတွေပုံပြက်နေတဲ့လက်သေးတွေပေါ့နော်အဲ့လိုလက်သေးတွေဆိုညှက်ပိုင်ခွင့်မရှိဘူးဒါဆိုရင်အနေနဲ့များလို့အဲ့ဒါဆိုရင်ကျတော့ခန်းကောရှိလို့ခေါ်တဲ့တူနာပြူတွေပဲညှက်ခွင့်ရှိရပေါ့နော်ရိုးရိုးလက်သေးတွေဆိုရင်တော့ Kaigo Fukushi ကညှက်လို့ရတယ်ဒါကဥပမာတစ်ခုနောက်ဥပမာတစ်ခုကကျတော့ဗာလဲဆိုတော့ဆေးတိုက်ခွင့်ရှိတယ် Kaigo Fukushi တွေကဒါပေမဲ့ဆေးကိုဘယ်ဆေးကိုဘယ်လိုပြောမလဲဘယ်ဆေးကိုဘယ်အချိန်မှာရွှေ့လိုက်မယ်เนาะနောက်ပြီးတော့ကျတော့နေမကောင်းဖြစ်နေဆေးထိုးပေးလိုက်မယ်အဲ့လိုဟာတွေကလုံးဝလုပ်ခွင့်မရှိပါဘူးပေါ့နော်ဆေးကတော့တိုက်ခွင့်ရှိတယ်
ဆရာဝန်တွေသူနာပြုတွေညွှန်ကြားတဲ့ဆေးတွေကိုတိုက်ပေးပိုင်ခွင့်ရှိတယ်ဒါပေမဲ့အဲ့လိုမျိုးအချိန်ရွှေ့တာတို့ဆေးထိုးပေးတာတို့အဲ့လိုမျိုးဆေးပညာနဲ့ပတ်သက်တဲ့ဟာတွေမှန်သမျှကလုံးဝလုပ်ပိုင်ခွင့်မရှိပါဘူးအဖမ်းခံရပါတယ်ပေါ့နော်အဲ့လိုလုပ်တယ်ဆိုရင်လည်းနော်โอเคအဲ့ဆိုရင်အဲ့လိုလုပ်ပိုင်ခွင့်ကိုဘယ်သူတွေရရှိလဲဆိုတော့သူနာပြုအကူလို့ခေါ်တဲ့ဒီသူနာပြုအကူတွေမှာလုပ်ပိုင်ခွင့်ရှိတယ်။ဒါပေမဲ့သူတို့လည်းပေါ့နော်လုံးဝကြီးဒီစေပညာနဲ့ပတ်သက်တဲ့အပိုင်းကိုအကုန်လုံးလုပ်ပိုင်ခွင့်ရှိရလားဆိုတော့မဟုတ်ဘူး။သူဟာနဲ့သူတို့ပေါ့ limit လေးတွေရှိရပေါ့နော်။ကန့်သက်ချက်လေးတွေရှိပါလိမ့်မယ်သူဟာနဲ့သူတို့ဒါကတော့ admin ကလည်းဒီခန်းကောကျော်ရှုလို့ခေါ်တယ်ဒါမှမဟုတ်ရင်အရှိကောက်ဆိုရင်ခန်းကောဟိုကျော်ရှာလို့ခေါ်တယ်ပေါ့နော်။အဲ့ဒီဟာကိုပေါ့နော် admin မလေးလာဘူးတဲ့အတွက်သိချာမသိပါဘူး။သူဟာနဲ့သူတော့ဘယ်ဟာကိုလုပ်ပိုင်ခွင့်ရှိရဲဘယ်အထိပဲလုပ်ပိုင်ခွင့်ရှိရဲဆိုပြီးတော့ limit တွေကန့်သက်ထားတာရှိပါတယ်။နော်โอเคအဲ့ဒါပြီးသွားတော့မှဒီတူနာပြုဆိုတာကြီးလာတယ်ပေါ့ဒါကတော့တူနာပြုကတော့လုံးဝတည်ပြီးသားပါဘာတွေလောက်ကလဲဆိုတာပြပြကြတာမလို့ဘူးเนาะဆရာဝန်ရဲ့ဘေးနားမှာအမြဲလောက်ကင်ပေးရတဲ့nurse ပေါ့เนาะအဲ့တော့ကိုတို့တွေအများသောအားဖြင့်ပေါ့နော်ဒီမြန်မာမှာဆိုရင်ကကြတော့ဒီတူနာပြုအကူဆိုတဲ့ဟာကိုသိကြတာပုံများတယ်ဒါကိုကြတော့မသိကြတဲ့သူများပါတယ်လူကြီးတွေဆိုလုံးဝမသိဘူးဒီတော်ရုံပေါ့နော်ရန်ဘ ഹു တုတလိုက်စားတဲ့သူလောက်ပဲဒီဟာရှိပါလားဆိုတော့သိတာပေါ့နော်မြန်မာမှာလည်းတိတ်ပြီးတော့မသုံးကြဘူးမသုံးကြတော့ဒါရှိမှမသိကြဘူးအများသောအားဖြင့်ပြောလိုက်တယ်ဆိုခန်းကောရှိပဲသူကပြေးပြီးတော့မြင်ကြတာများတယ်သူနာပြုပဲမြင်ကြတာများတော့လေအဲ့တော့ဂျပန်မှာကတော့၃ဆင့်ခွဲရတယ်နံပါတ်1သူနာပြုပြီးတော့နံပါတ်2ကသူနာပြုအကူလာတယ်နံပါတ်3ကကြတော့အဲ့ဒီပေါ့နော်ဒီမကြမ်းဆန်းတဲ့မကြမ်းမှာမတန်ဆွမ်းတဲ့သူတွေပြုစုဆောင်ရှောက်ပေးတဲ့သူဆိုပြီးတော့ခိုင်ကောဖူကူရှိလို့ခေါ်တယ်ဘိုင်နင်းတက်ထားတယ်ဘယ်လိုပြောမလဲနေရာတစ်ခုပေါ့နော်အလောက်ကန်တစ်ခုရှိသေးတယ်ပေါ့နော်အဲ့တော့ဒီ3ခုရှိရဲဆိုတာကိုမှတ်ထားပေးပါပေါ့နော်အဲ့တော့မတူတာလေးလည်းသိပါမယ်เนาะသူနာပြုအကူနဲ့ဒီခိုင်ကော့ဖ်ကိုရှိနဲ့လုံးဝမတူဘူးเนาะအဲ့တော့ဒီပြပြပေးတဲ့ညီမလေးပေါ့เนาะဒီညီမလေးကြောင့်လည်းဒီဥစ္စာတွေအသေးစိတ်ရှင်းပြဖြစ်တာဆိုတော့သူ့ကိုလည်းကျေးဇူးတင်ပါတယ်ပေါ့เนาะโอเคအဲ့ဒါဆိုရင်တော့တေချာကွဲပြသိသွားမယ်ထင်တယ်ခိုင်ကော့ဖ်ကိုရှိဆိုတာဘာလဲဆိုတာလေโอเคဟုတ်ပြီအဲ့ဆိုရင်နောက်ဟာလေးတွေဆက်ပြောသွားမယ်ပေါ့เนาะadmin ကလေစကားပြောနည်းနည်းလေးမြန်တာဖြစ်တဲ့အတွက်ကြောင့်မလို့မြန်သွားတယ်ဆိုရင်စိတ်မရှိပါနဲ့เนาะဗီဒီယိုလေးကိုခဏခဏပြန်ကြည့်လိုက်ပေးပေါ့เนาะပြန်ကြည့်ပေးပေါ့เนาะဒီခဏလေးရပ်လိုက်ပြန်ကြည့်လိုက်ဆိုပြီးတော့တကယ်လို့ animation ကိုထပ်ပြီးတော့နားမလဲတာရှိရဆိုရင်လည်း comment မှာမေးလို့ရပါတယ်အဲ့တော့အတန်လေးကတော့နည်းနည်းလေးသိခံပေးပါ admin လေးမကောင်းဖြစ်နေတာဖြစ်တဲ့အတွက်ပေါ့နော်ပြောပြချင်စိတ်တွေဒါအများလို့ဒါအကုန်လုံးအတွက်ဒီမှာ file လေးလုပ်ပြီးတော့ဘ ഹു တုဒ sharing လုပ်ပေးတာပါနော်အဲ့တော့သူကဘာတွေလောက်ကလဲအဲ့တော့ဘာတွေလောက်ကလဲဆိုတာတော့စောစောအားရှင်းပြတဲ့နေရာမှာပါသွားတယ်ဒီဟာတွေလောက်ကြတယ်ပေါ့နော်နေ့စဉ်နေထိုင်မှုပြုစုစောင့်ရှောက်မှုတွေကိုကူညီပြီးတော့ဆောင်ရွက်ပေးလို့ရတယ်နော်ELIO လို့ခေါ်တယ်ELIO တက်ခိနာဒီခိုးတိုးတွေကတော့လုံးဝလုပ်လို့မရဘူးပေါ့နော်စေးပညာနဲ့ဆိုင်တဲ့အပြုမှုတွေကတော့လုံးဝလုပ်ပိုင်မှုမရှိဘူးနော်အဲ့ဒါသိထားရမယ်โอเคအဲ့တော့အဲ့လုပ်ကိုလုပ်ဖို့တဲ့ဘာလက်မှတ်တွေလိုလဲအဲ့တော့လက်မှတ်ကဒီလုပ်ကိုလုပ်ဖို့အတွက်ဒီလို့ဆိုတာဒီခိုင်ကောဖူကူရှိကိုပြောတာနော်အဲ့တော့ခိုင်ကောဖူကူရှိလုပ်ဖို့အတွက်ဂျပန်မှာဗာလက်မှတ်တွေလိုလဲအဲ့တော့ကိုတို့တွေပေါ့နော်မြန်မာကနေလာမဲ့ကလေးတွေအတွက်ကကြတော့မြန်မာကနေလာမဲ့ကလေးတွေကဒီလက်မှတ်3ခုအပြင်တို့ကဘာလိုအပ်လဲဆိုတော့ကိုလာမဲ့ဗီဇာအမျိုးအစားပုံမူတည်ပြီးတော့အဲ့ဒီဗီဇာအတွက်စာမွဲ plus ပေါ့နော်ဗီဇာရဲ့ test တွေပေါ့နော် test ဒီ exam ပေါ့နော်ပြောမယ်ဆိုရင်တော့ exam ရဲ့လက်မှတ်လိုအပ်ပါတယ်ပေါ့နော်အဲ့တော့ဂျပန်မှာရှိတဲ့သူတွေကတော့ဒါရှိနေတယ်ဒါလည်းရှိနေရမယ်ပေါ့နော်ဒါလည်းရှိနေရမယ်နောက်တစ်ခုကသူတို့လည်းဂျပန်မှာရှိနေတဲ့သူတွေလည်းဒါလည်းရှိနေရမယ်နောက်ပြီးတော့ဒီလက်မှတ်လည်းလိုမယ်ပေါ့နော်စောစောပြောသလိုဒီကိုယ့်ရဲ့ဗီဇာအမျိုးအစားလက်မှတ်လားအဲ့ဒါလည်းလိုမယ်ပေါ့ဒါပေမဲ့ဒီဂျပန်ရောက်ပြီဆိုကြတဲ့ကွာဗီဇာအမျိုးအစားလက်မှတ်ကလေမြန်မာမှာကလေးဖြည့်ပြီးတော့လာကြတဲ့သူတွေဆိုတော့ဂျပန်မှာရှိတဲ့သူတွေအကုန်လုံးကတော့ဒါလက်ထဲမှာရှိပြီးသားလို့တော့ထင်တယ်ပေါ့နော်အထူးတလိတော့ဖြည့်စရာမလိုဘူးလို့တော့ထင်တယ်ပေါ့နော်โอเคအဲ့တော့ဒီကိုရိုးတွေပေါ့နော်ဒီဟာလေးအကြောင်းကိုရှင်းပြပေးပါမယ်အဲ့တော့ဒီမှာဆိုရင်ရှော့နင်းရှာခန်းရှူလို့အတန်ထွက်တဲ့ဟာနဲ့ဂျီစမှုရှာခန်းရှူလို့အတန်ထွက်တဲ့ဟာနဲ့ခိုင်ကောဖူရှိလို့အတန်ထွက်တဲ့ဟာနဲ့၃ခုရှိရပေါ့နော်အဲ့တော့ဒီ admin ကပေါ့နော်ဒီအသေးစိတ်ပြောပြရဲဆိုတာဒီမြန်မာဘက်ကကလေးတွေလည်းကြည့်လို့ရအောင်လို့ပေါ့နော်ဒါလေးကိုအသေးစိတ်ရှင်းပြတာပါဂျပန်ဘက်မှာတော့တီဗီသားလူတွေတော်တော်များပါတယ်နော်အဲ့တော့တီဗီသားလူတွေကတော့ကြော်သွားပေါ့နော်အဲ့တော့ဒီရှော့နင်းရှာခန်းရှူဆိုတာကကြောခိုင်ကိုအလုပ်လုပ်တော့မယ်ဆိုရင် machine မဖြစ်လိုအပ်တဲ့အခြေခံ visit
လက်မှတ်ပေါ့နော်အဲ့ဒါကဒီအောင်ထားရမယ်နောက်ပြီးတော့နံပါတ်2ကကျတော့ဒုတိယမြောက်ဖြေရမယ်စာမွဲပေါ့နော်ဒုတိယမြောက်ဖြေရမယ်စာမွဲကကျတော့သူကသူလည်းတူတူပဲခိုင်းကောလုပ်တယ်ဆိုရင်လိုအပ်တယ်ပေါ့နော်ဒီလက်မှတ်တွေကပေါ့နော်ဒါကတော့လုံးဝဆရာကြီး level ဖြစ်သွားပြီ professional level ဖြစ်သွားပြီဒီလက်မှတ်ကကျတော့ဒီလက်မှတ်ရှင်ရာကျတော့ဒီစင်ကာပူတော့နောက်ပြီးတော့ကျတော့ဒီအနောက်နိုင်ငံတွေအမေရိကတို့ဘာတို့မှာအော်စီတို့ဘာတို့မှာလည်းတွားပြီးတော့လုပ်ခွင့်ရှိရပေါ့နော်ဒီဂျပန်ရဲ့ခိုင်ကောဖူကူရှိလက်မှတ်ရှင်ရာကျတော့ပေါ့နော်ဒါတော့လုံးဝဆရာကြရပေါ့နော်ဒီလက်မှတ်ကတော့โอเคအဲ့ဒါကတော့သူတို့အကြောင်းလေးတွေကိုဒီပြပြပေးတာပေါ့နော်အဆင့်3ဆင့်ရှိရအဲ့တော့လက်ထဲမှာအနေဆုံးဘယ်လက်မှတ်ရှိရင်ခိုင်ကောအလုပ်လုပ်လို့ရလဲအဲ့ဒါလေးကိုပြပြပေးမယ်နော်အဲ့တော့လက်ထဲမှာအနေဆုံးဒီလက်မှတ်ရှိရဆိုရင်ခိုင်ကောအလုပ်ကိုကိုတို့တွေလုပ်လို့ရပါတယ်နော်အဲ့တော့ဒီလက်မှတ်အနေဆုံးလက်ထဲမှာရှိနေရဆိုရင်ခိုင်ကောဆိုတဲ့အလုပ်ကိုလုပ်လို့ရပါတယ်နော်အဲ့တော့ဒီလက်မှတ်ကကြတော့သူကဒီလက်မှတ်ကင်ထားတယ်ဆိုရင်ညာဆိုင်ဆောင်လို့ရပါတယ်ဒီလက်မှတ်မကင်ထားဘူးဆိုရင်ညာဆိုင်ကလုံးဝဆောင်ခွင့်မရှိပါဘူးနော်ဒါကတော့ဒီတရားဝင်စီမင်းစည်းကမ်းပေါ့နော်တချို့ကုမ္ပဏီလေးတွေကတော့ကုမ္ပဏီနဲ့နားလည်မှုယူပြီးတော့အဲ့လိုမျိုးအပေးယူလုပ်ပြီးတော့ညာတိုင်းဆင်းခိုင်းတဲ့လူတွေလည်းရှိရပေါ့နော်ကုမ္ပဏီတွေလည်းရှိရအမှန်တော့ holy စွတ်တဲ့ကြီးဆိုတော့မရဘူးပေါ့နော်အဲ့ဒါကျတော့ဒီလက်မှတ်ရတော့မှ तू ကညာတိုင်းဆင်းခွင့်ရှိတာလို့အadminသိထားပါတယ်ပေါ့နော်အဲ့တော့ဒီလက်မှတ်ရှိရဆိုရင်ခိုင်ကောလုပ်စားလို့ရပါတယ်အဲ့တော့ဒီနိုင်ငံသားတွေကတော့ဒီအဲ့လက်မှတ် plus ပေါ့ဗီဇာလက်မှတ်လိုအပ်မယ်ပေါ့နော်ဗီဇာစာမွေးလက်မှတ်ပေါ့နော်အဲ့ဒါလိုအပ်မယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီဟာတွေကိုအစင်လိုက်အတိုင်းဖြေသွားပြီးတော့မှဒီခိုင်ကောဖူကူရှိကလုပ်လို့ရတာလားမဟုတ်ဘူးအဲ့လိုမျိုးမဟုတ်ဘူးဘယ်လိုပြောရမလဲဆိုတော့စာမွေးကိုကြော်ဖြေလို့ရတယ်ဘယ်လိုကြော်ဖြေလို့ရလဲဆိုတော့ဒီအဆင့်ကို skip လိုက်လို့ရတယ်ဒီအဆင့်ကိုကြော်လိုက်လို့ရတယ်ဒီအဆင့်ကိုကြော်ပြီးတော့ကျွန်တော်ကတော့စာရတယ်ဟေးဆိုပြီးတော့ဒီအဆင့်ကိုတန်းပြီးတော့ဖြေလို့ရပါတယ်တန်းပြီးတော့ဒီအဆင့်ကိုစာမွေးဖြေ okay တယ်နော်ဒီကမတက်လည်းရတယ်အဲ့ဒါပြီးသွားရင်တော့ဒါကတော့မဖြစ်မနေဖြေရမှာပေါ့နော်ဒါကတော့လုံးဝ professional ဖြစ်ချင်တဲ့သူတွေဖြေအဲ့တော့admin ဒီသုံးကိုတေချာသေးစိတ်ပြန်ပြီးတော့ပြပြရမယ်ဆိုရင်ဒီမှာဆိုရင်ကကြတော့ Shonisha Kanshu လို့ခေါ်တဲ့စာမွဲကလုံးဝပေါ့နော်အနေဆုံးကျွန်တော်ကတော့ဒါပဲတက်ချင်တယ်ဆိုတဲ့သူတွေစက်မသွားတော့ဘူးเนาะဒီဟာရှိရဲအလုပ်လုပ်လို့ရတယ်ဆိုရင် okay ရယ်ဆိုရင်ဒါကိုပဲတက်ထားရင် okay ရယ်เนาะအဲ့လိုမှမဟုတ်ဘူး professional ထိသွားခြင်းတယ်ဆိုရင်တော့ဒီဟာကိုဖြည့်ရမယ်ဒီစာမွဲရတာပေါ့နော်အဲ့ဒါပြီးတော့ကျတော့မှဒီ professional ကိုတက်လို့ရတာပေါ့ professional စာမွဲကိုဖြည့်လို့ရတာเนาะ okay အဲ့တော့ကျွန်တော်ကတော့စာမွဲကိုကြော်ဖြည့်ခြင်းနဲ့ဆိုရင်ကျတော့ဒီစာမွဲကိုကြော်ဖြည့်လို့ရတယ်နော်အဲ့တော့ဒီဟာကြီးကိုဖြည့်မယ်တွေးထားတဲ့သူကကျတော့ဒီတင်တဲ့အောင်တက်ပြီးတော့ဒီစာမွဲဖြည့်ကိုဖြည့်ရမယ်နော်အဆင့်ကြော်ခြင်းတဲ့သူတွေအတွက်ကတော့ဒီဟာကြော်လိုက်လို့ရတယ်โอเคနော်အဲ့တော့အဲ့လိုပုံစံမျိုးလုပ်လို့ရတယ်ပေါ့နော်โอเคအဲ့တော့တင်တန်းတက်တာကကျတော့ဘယ်နှလားတက်ရလဲဘယ်လိုတွေတက်ရလဲဆိုတာပေါ့နော်အဲ့တော့တင်တန်းနေရာကိုမြန်မာလိုတင်တာလားပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးဒီမှာပေါ့နော်တင်တန်းမိကုန်းလေးလာပြီးတော့ဖြည့်ပေးပါမယ်အဲ့တော့ဒီတင်တန်းတွေကဂျပန်လူမျိုးတွေဖွင့်ထားတဲ့တင်တန်းလေးရှိရဲအခုနောက်ပိုင်းဆိုရင်မြန်မာစီနီယာတွေကသူတို့မြန်မာမှာမြန်မာလူမျိုးအချင်းချင်းပေါ့နော်မြန်မာစီနီယာတွေဆောင်းပွဲအောင်မိတာဒီဆောင်းပွဲအောင်မိတာမြန်မာစီနီယာတွေပြန်ဖွင့်ထားတယ်မြန်မာလူတင်တဲ့တင်တန်းတွေလည်းရှိပါတယ်နော်အဲ့ဒါတော့ကိုယ့်ဟာကို line ပေါ်မှာတစ်ချက်စုံစမ်းကြည့်ပေါ့နော်โอเคအဲ့တော့တင်တန်းကာလကများသောအားဖြင့်ဘယ်လောက်ကြာလဲဆိုတော့ပေါ့နော်ဘယ်လိုပြောရမလဲကျောင်းနဲ့လိုက်ပြီးတော့ပေါ့နော်အနည်းဆုံး၄လပြတ်တဲ့တင်တန်းတို့၃လပြတ်တဲ့တင်တန်းတို့အဲ့လိုမျိုးတွေရှိရလို့တော့ကြားထားရပေါ့နော်โอเคအဲ့တော့တင်တန်းကကြတော့၃ခုလုံးတက်ရတာဟေးဒီ admin ဆိုရင်ကကြတော့လေအဲ့တော့စောစောပြောလို့ဒီဟာစကစ်လိုက်လို့ရတယ်ဒီဟာကိုကြော်ပြီးတော့တက်လိုက်လို့ရတယ်ဒါပေမဲ့စာကကြတော့ तू ကများသွားမယ်ပေါ့နော်ဒီစာပါ तू ကလာပြီးတော့ပါမှာဆိုတော့လေအဲ့လိုမျိုးတစ်ခုရှိတယ်နော်နောက်တစ်ခုကကျတော့ဒီကောင်ကကျတော့တင်တန်းမတက်ဖဲနဲ့ self study လုပ်လို့ရလားဆိုတော့လုပ်လို့ရတယ် okay admin ကိုယ်တိုင် self study လုပ်ပြီးတော့ဒီဆောင်ပွဲကိုဖြည့်လာတာအဲ့တော့ဒီကောင်ကြီးအတွက်ကတင်တန်းကြီးကတက်မတက်လဲရတယ်ကိုကလုံနိုင်နေဆိုရင် self study လုပ်တယ်ဆိုရင်ဆောင်ပွဲဝင်ဖြည့်လို့ရတယ်ပေါ့နော်ကိုမကို self study လုပ်ပြီးတော့ဒီဟာနှစ်ခုအတွက်ကကျတော့ तू ကမရဘူးတင်တန်းတက်ကိုတက်မှရမယ်ဘာလို့လဲဆိုတော့ तू လက်မှတ်လိုအပ်တာလက်မှတ်ထုတ်ပေးတာဖြစ်တဲ့အတွက်ပေါ့နော်လက်မှတ်လိုအပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပါဘာလို့အဲ့လိုပြောရလဲဆိုတော့ကိုတို့တွေဒီစာမွဲဖြည့်ဖို့အတွက်ပေါ့နော်ဒီ exam form တင်တဲ့အချိန်ကျရင်ဒီလက်မှတ်ကိုပေါ့နော်
လက်မှတ်တစ်စုံကိုအဲ့ဒီ found ရဲ့ center ကိုပို့ပေးရတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီလက်မှတ်ကကျတော့လိုအပ်တာအဲ့တော့စောစောပြောတာဆိုအမေကဒီဘိုင်းကိုဒီပထမတစ်ခု short ရှာကို skip လို့ရတယ်မဖြေလဲရတယ်ဖြစ်တဲ့အတွက်ဆိုဖြစ်တယ်လို့ပြောထားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ခိုင်ကော့ဖူကူရှိဖောင်တင်ကကျတော့လက်မှတ်ကဘယ်လိုသွားပို့ရမှာလဲလက်မှတ်လိုအပ်တယ်ဆိုပြောတော့ကျတော့အဲ့ဒီခါကျရင်ကိုကပေါ့နော်ဒီဆောင်ပွဲကိုကြော်ထားတဲ့လူဆိုရင်ကျတော့ဒီဆောင်ပွဲအောင်လက်မှတ်ပဲဆောင်ပွဲဖြည့်တဲ့စင်တာကိုပို့ပြီးတော့ဖောင်တင်ရင် okay ပါတယ်နော်နှစ်ခုလုံးဖြည့်ထားတဲ့သူကတော့နှစ်ခုလုံးပို့ပြီးလိုက်ရင် okay တယ်ပေါ့နော် okay ပါအဲ့တော့ဆောင်ပွဲဖောင်တင်နည်းလေးတွေကကျတော့ admin ကဘယ်လိုပြောမလဲမ share ပေးတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဆောင်ပွဲဖောင်တင်တာကကျတော့line ပေါ်မှာတင်ပေးတဲ့သူတွေတင်နည်းတွေပေါ့နော်တင်နည်းတွေတင်ပေးထားတဲ့သူတွေအများကြီးရှိတဲ့အတွက်ဖြစ်တဲ့အတွက်ကြောင့်မို့အမှရှာပြီးတော့ကြည့်ကြည့်ပေါ့နော်ဖြေဖို့လုပ်နေတဲ့သူတွေတင်နည်းမသိရင်ကြတော့ပေါ့နော်okay အဲ့ဒါပြီးတော့ကျတော့ဒီဆောင်ပွဲဖြေဖို့ရှေ့မှာဘယ်နှဆင့်ဖြေရလဲအဲ့ဒါစောစောရှင်းပြီးသွားပြီပေါ့နော်ပြီးတော့လုံးသက်ဘယ်လောက်ရှိမှလုပ်လို့ရတာလဲတဲ့နော်အဲ့တော့လုံးသက်ဘယ်လောက်ရှိမှလုပ်လို့ရရလဲဆိုတော့လုပ်လို့ရတာဖြစ်တယ်လုံးသက်ဘယ်လောက်ရှိမှပေါ့နော်ဒီဆောင်ပွဲကိုဖြေလို့ရတာလဲနော်ဒီဆောင်ပွဲကိုဖြေလို့ရတာလဲပေါ့နော်အဲ့ဒါလေးလည်းလာမေးထားတဲ့သူရှိရပေါ့နော်အဲ့ကြောင့်မလို့ဒါလေးထည့်လိုက်တာအဲ့တော့လုံးသက်ဘယ်လောက်ရှိမှဒီခိုင်ကော့ဖူကူရှိဆောင်ပွဲကိုဖြေလို့ရလဲဆိုတော့ကိုတို့တွေခိုင်ကော့ကိုလုံးသက်3နှစ်ရှိတော့မှဒီဆောင်ပွဲကိုဝင်ဖြေလို့ရတာပါနော်3နှစ်ရှိတော့မှခိုင်ကော့ဖူကူရှိဆောင်ပွဲဝင်ဖြေလို့ရပါတယ်ဒီတိုင်းဂျပန်ရောက်တာနဲ့တက်ပြီးတော့ဖြေလို့မရပါဘူးနော်နောက်တစ်ခုကကြတော့ဒီခိုင်ကော့ဖူကူရှိလက်မှတ်ရရင်ရောဘာတွေအကျိုးကျေးဇူးရနိုင်မလဲဟဲ့အဲ့တော့ခိုင်ကော့ဖူကူရှိလက်မှတ်ရတယ်ဆိုရင်နံပါတ်1အနည်းဆက်ဆုံးပြောမယ်ဆိုရင်ကိုယ်လုံးမှာလစာတိုးပါမယ်ဖူကူရှိအောင်သွားတာဖြစ်တဲ့အတွက်အဲ့ဒီအောင်လက်မှတ်ရှိတာဖြစ်တဲ့အတွက်အစိုးရ professional ပါဆိုပြီးတော့မင်းကိုထောက်ပံ့ရေးပေးပါတယ်ပေါ့နော်များသောအားဖြင့်တော့ဒီ2000ခွဲ2000ထိရကြတယ်လို့ကြားတယ်ပေါ့နော်အနေဆုံးကတော့1000ခွဲပေါ့နော်အဲ့ဒါတော့ကုမ္ပဏီနဲ့လိုက်ပြီးတော့မင်းကိုပေးတာကွာပါလိမ့်မယ်နောက်ပြီးတော့80ဆိုပေါ့နော်ကိုလုံနေတဲ့ခိုင်းကွာနေပယ်တွေအများကြီးရှိတာဟုတ်เนาะအကြီးကြီးရှိရဲပြီးတော့အိမ်လိုပုံစံမျိုးတေးသေးလေးတွေရှိရဲအဲ့နဲ့လိုက်ပြီးတော့လဲဒီအဲ့ဒီအောင်လမ်းမဲ့ထောက်ပံ့ညာကွာသွားတယ်ပေါ့နော်အဲ့တော့အနေဆုံးကတော့အနေဆုံးဆိုတာလည်းအနည်းဆက်ဆုံးပြောမယ်ဆိုရင်ကိုယ်လုံးမှာထောက်ပံ့ခြင်းရမယ်နောက်တစ်ခုကကျတော့ယာရူးတိုးနိုင်တယ်နော်ယာရူးတိုးနိုင်တယ်ကိုကယာရူးတိုးဖို့ရှောက်ထားတယ်ဆိုရင်ဒီလက်မှတ်ရှိတာဖြစ်တဲ့အတွက်ကုမ္ပဏီကလည်းကိုဦးစားပေးလိမ့်မယ်ယာရူးတိုးဖို့ပေါ့နော်နောက်တစ်ခုကကျတော့ကိုကဂျပန်မှာဆိုရင်လည်းအလုပ်ပြောင်းရတာလွယ်သွားလိမ့်မယ် professional လက်မှတ်ကြီးကင်တာဖြစ်တဲ့အတွက်ဘယ်ကုမ္ပဏီကိုပြောင်းကိုကဒီလက်မှတ်ကြီးကင်တာဖြစ်တဲ့အတွက်အလုပ်ခန့်နိုင်ကြီးရာခိုင်နှုန်းပိုများတယ်နော်နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ဒီလက်မှတ်ရှိတာလေဆိုရင်ကိုရီးယားရှေ့မှာဘာဆက်တက်လို့ရလဲဆိုတော့ဒီရှက်ကာရီဖူကူရှိရှိလို့ခေါ်တဲ့ဒီခါရီကောထက်အစ်စ်မြင့်နေပေါ့နော်ဒီခိုင်ကောထက်အစိမ့်မြင့်တဲ့ဆောင်ပွဲတွေအလုပ်တွေပေါ့နော်အများကြီးချန့်ရှိသွားတယ်ပေါ့နော်တက်လန်းမှုအတွက်ဥပမာဆိုရင် next ဖြစ်ချင်တဲ့သူတွေဆိုရင်လည်းnext ချောင်းကိုရှောက်ဖို့အတွက်ကနီးစပ်သွားတာတို့ဘာလို့အဲ့လိုပုံစံမျိုးတွေအများကြီးချန့်နေရှိတယ်ပေါ့နော် okay နောက်တစ်ခုကကျတော့ကိုကဂျပန်မှာမလုပ်ချင်တော့ပြည်ပမှာလုပ်ချင်နေဆိုရင်လည်းစောစောပြောထားသလိုဒီ admin ကြားတာကတော့ပေါ့နော် admin တိထားတဲ့လောက်ကတော့စင်ကာပူတို့ပေါ့နော်နောက်တစ်ခုကကျတော့ဒီအမေရိကတို့ဘာတို့အော်စီတို့ဘာတို့အမှလည်းတွားပြီးတော့ပေါ့နော်ဒီလက်မှတ်ကင်ထားတယ်ဆိုရင်လောက်ပိုင်ခွင့်ရှိရလို့ကြားထားတယ်ပေါ့နော်အဲ့ဒါလေးလည်းတစ်ချက်သိထားတယ်ပေါ့နော်အဲ့လိုမျိုးလဲပြပကိုလည်းထပ်ထွက်ပြီးတော့ကိုကပတ်စံရှာလို့လည်းရပါတယ်ပေါ့နော်ဒီလက်မှတ်ကင်ထားရကြတော့โอเคတင်တန်းကမြန်မာလိုတင်တန်းလားကတော့စောစောရှင်းပြီးသွားပြီနောက်တစ်ခုကကျတော့ကိုယ့်ဘာကိုစာလေးလာရင်ရောဖြေနိုင်မလားโอเคအဲ့ဒါကတော့စောစောလည်းပြောပြီးသွားပြီဒီနှစ်ခုကတော့တင်တန်းတက်ကိုတက်ကမယ်ဘာလို့လဲဆိုတော့အောင်လက်မှတ်လိုတာဖြစ်တဲ့အတွက်ပေါ့နော်ဒါပေမဲ့ဒီဟာကိုကျတော့ကြော်ပြီးတက်လို့ရတယ်နော်စောစောလည်းပြောပြီးသားအဲ့တော့ဒီကောင်ကြီးကိုကျတော့ self study လုပ်လို့ရပါတယ် admin ကိုလည်းလုပ်ခဲ့ရတာပါအဲ့တော့ self study လုပ်ပြီးတော့ကိုမဒါကိုဖြည့်ရင်ရောရလားဆိုရင်ရတယ်โอเคเนาะအဲ့တော့ဖြည့်လို့ရတယ်ပေါ့နော်အောင်ပါတယ်เนาะကိုမဒါကိုစာလေးလာပြီးတော့ဖူကူရှိကိုဖြည့်ရင်အောင်တယ်အဲ့တော့ဟုတ်ပြီတင်တန်းမတက်ဖဲနဲ့ကိုယ့်ဘာသာကို self study လုပ်တယ်ဆိုရင်ဘာစာအုပ်တွေလေ့လာရမလဲအဲ့ဒါကကျတော့ဒီမှာ admin ပြပြပေးတာရယ် admin လေ့လာခဲ့တဲ့စာအုပ်လေးတွေပေါ့နော်သူကကျတော့တပြည့်စာအုပ်တွေအများကြီးရှိတယ်ဒါပေမဲ့ဒါကတော့ admin လေ့လာခဲ့တဲ့စာအုပ်လေးတွေကိုပဲချပြပေးတာပါနော်အဲ့တော့ဒီဟာတွေလေ့လာတယ်ဆိုရင်လည်းလုံလောက်ပါတယ် admin ကိုယ်တိုင်လည်းဒီဟာကိုလေ့လာပြီးတော့ဖြည့်ခဲ့တာပေါ့နော်စာအုပ်တွေအများကြီးလေ့လာမှာမဟုတ်ပါဘူးဒီဟာလေးလေ့လာတယ်ဆိုရင်လည်းအောင်ပါတယ်ပေါ့နော် admin လေ့လာခဲ့တာကကျတော့ဒါကိုကျတော့ textbook အနေနဲ့လေ့လာခဲ့တယ်ပေါ့နော်
ဒါကတော့ textbook ပါသူကဒီထဲမှာဗာလေးပါလဲဆိုတော့မိကွန်းလေးအမေးဖြေလေးတွေပါတယ်ရှင်းပြချက်လေးတွေဒါကဘာလို့မှန်တယ်ဒါကဘာလို့မှားတယ်ဆိုရှင်းပြချက်လေးတွေရေးပေးတာသူက textbook ပုံစံမှာဒီကောင်ကကျတော့ O question ပါเนาะခုနှစ်စာပါတဲ့ O question ပေါ့เนาะဂျပန်မှာခါရီကောစာမွဲတွေစတင်ပြီးတော့ဖွင့်လှစ်ခဲ့တဲ့နှစ်ကနေစပြီးတော့admin ကတော့ဒီမှာ2000နဲ့ဟိုဟာကိုတွားပြီးဖြေတာပေါ့2026ကိုဖြေတာဆိုတော့အဲ့ဒီအထိပေါ့နော်ဟိုဟာတော့မပါဘူးဟုတ်တယ်အဲ့ဒီအထိဟုတ်တယ် sorry နော်ဒီ2025ဆိုတော့အဲ့ဒီအထိပေါ့နော်နောက်ဆုံးစာမွဲအထိစာမွဲတွေခိုင်ကောဖူကူရှိစာမွဲတွေစခဲ့တယ်2019ခုနှစ်ကနေ2025ခုနှစ်အထိခုနှစ်ဆုံးပါတဲ့ဟာပေါ့နော်အဲ့တော့အဲ့ဟာကိုလေ့လာခဲ့တယ်ပေါ့နော်ဥက္ကောရှင်ကကြတော့နောက်တစ်ခုကကြတော့ဒီ smartphone တွေမှာပေါ့နော်ကိုအလုံးလုံးနေနေပဲဖြစ်ဖြစ်အပြင်သွားနေနေဖြစ်ဖြစ်လေ့ကျင့်နေနေဆိုရင်ကတော့ဒီ KR စာပို့ဆိုတဲ့ application တွေအရင်ကောင်းပါတယ်သူကကြတော့ပေါ့နော်ခိုင်ကောဖူကူရှိတခုတည်းမဟုတ်ဘူးရှကာရီဖူကူရှိတွေရောနော်အကုန်ဆောင်မွဲပေါ့နော်ဂျပန်မှာဒီပြုစုစောက်ရှောက်ရေးနဲ့ပတ်သက်တဲ့ဆောင်မွဲတွေအကုန်လုံးကိုဒီမှာပေါ့နော်သူကစာအုပ်လေးပုံစံလေးလုပ်ပြီးတော့မေးခွန်းလေးတွေအဖြေလေးတွေအဲ့လိုမျိုးတွေလုပ်ပေးတာရှင်းပြချက်လေးတွေလည်းပါတယ်အရင်ကောင်းပါတယ်နော်ခိုင်ကောဖူကူရှိတခုတည်းမဟုတ်ရှကာရီဖူကူရှိဖြည့်ခြင်းတဲ့သူတွေဆိုရဲဖြည့်ခြင်းတယ်လို့တွေးထားတဲ့သူလေးတွေဆိုတဲ့အတွက်လည်းသူလေးတွေအတွက်လည်းဒီမှာပေါ့နော်တွားပြီးတော့လေ့လာလို့ရတယ်ပေါ့နော်အဲ့ application လေးမှာအဲ့တော့ဒါကတော့ smartphone နဲ့ပေါ့နော်ဖုန်းထဲမှာထည့်ပြီးလေ့လာခြင်းတဲ့သူတွေအတွက်โอเคအဲ့ဒါပြီးတော့ကျတော့တင်တဲ့မတက်ပဲနဲ့ကိုယ့်ဘာသာကို self study လုပ်ရင်ဘယ်လိုစာလေးလာရမလဲစာလေးလာတဲ့နည်းလေးအဲ့တော့စာလေးလာနည်းကတော့ admin ကအလုပ်တစ်ဖက်နဲ့လည်းလေ့လာတာဖြစ်တဲ့အတွက်ဒီအလုပ်ပေါ့နော်အလုပ်ပြန်လာတဲ့အချိန်တွေလုပ်ပေးတဲ့အချိန်တွေကြာရင် admin ကဒီဖတ်စာအုပ်လေးတွေဖြည့်ကြည့်တယ်မေးခွန်းဟောင်းလေးတွေလုပ်ကြည့်တယ်ပေါ့နော်နောက်ပြီးတော့ကျတော့ဒီကိုအားတဲ့ပေါ့နော်ယထာစင်းကားစင်းအချိန်ကြီးကြတော့ဒီဖုန်းထဲမှာပေါ့နော်ဒီဟာလေးတွေကိုမိကုန်းလေးတွေဖြည့်ကြည့်တယ်ပေါ့နော်အဲ့လိုမျိုးလေ့လာခဲ့တာပါဘယ် YouTube channel ဘယ် Facebook ကဆရာတင်တဲ့ channel ကိုမှတွားပြီးတော့လုံးဝမကြည့်ခဲ့ပါဘူး admin ကကိုမတာကိုပဲစာအုပ်တွေဖတ်တယ်လေ့လာတယ်စာအုပ်တွေဆိုတာဒီစာအုပ်နှုတ်ကိုပဲလေ့လာခဲ့တာเนาะဒီစာအုပ်နှုတ်ကိုလေ့လာခဲ့တယ်နောက်ပြီးတော့ကျတော့ဒီမိခိုးဟောင်းလေးပေါ့နော်ထည့်ပေးထားတဲ့ဖုန်းထဲက application ဒီ application နဲ့ဖြည့်ကြည့်တယ်ပေါ့နော်အဲ့လိုမျိုးပဲလေ့လာခဲ့တာပါဘယ်ဆရာရဲ့သင်ခန်းစာဗီဒီယိုမှမကြည့်ခဲ့ပါဘူးဟုတ်ကဲ့အဲ့တော့ပေါ့နော် admin ပေါ့နော်လုံးဝစာလုပ်ပြင်းတဲ့သူလေးတွေအတွက်ဆိုရင်အကြံပေးချင်တာကကျတော့မိခိုးဟောင်းကိုနေပိုင်ပိုင်နိုင်နိုင်ကြည့်ရဆိုရင်ဒီခိုင်ကော့ဖူကူရှိဆောင်မွဲကအောင်နိုင်ကြီးရှိပါတယ်နော်ဘာလို့လဲဆိုတော့ admin ကိုယ်တိုင်ဒီစောစောပြောခဲ့တဲ့ဒီ textbook ဆိုတဲ့ဟာကြီးကိုအစာအဆုံးလုံးဝမလေ့လာခဲ့ပါဘူးအရှိပိုင်းကနှစ်ခန်းလားမသိဘူးပေါ့နော်အဲ့ဒါလောက်ပဲ admin လေ့လာခဲ့တာပါဘာသာရပ်နှစ်ခုလားမသိဘူး admin လေ့လာခဲ့တာပါပေါ့နော်admin အကုန်လုပ်ခဲ့တာကဒီ O question စာအုပ်ကိုကျတော့ admin အကုန်လုပ်ခဲ့တယ်ပေါ့နော် O question စာအုပ်ကိုအကုန်လုပ်ခဲ့တယ်ပြီးတော့ကျတော့ဒီဟာလေးတွေပေါ့နော်မေခွန်းလေးတွေပေါ့တစ်ခုနှစ်ခုဖြည့်ကြည့်တယ်တစ်ခုနှစ်ခုဆိုတာထက်တစ်စုံတစ်စုံဖြည့်ကြည့်တယ်ပေါ့နော်အဲ့လောက်ပါပဲ admin လုပ်ခဲ့တာကဘာလို့လဲဆိုတော့ admin ကအချိန်မရှိတာလည်းပါသွားတယ်ပေါ့နော် admin အချိန်မပေးနိုင်တဲ့ဖြစ်တဲ့အတွက်ကြောင့်မို့အဲ့လောက်ပဲလေ့လာခဲ့ရတာပါ admin ကတော့မိကုန်းဟောင်းကိုလုံးဝပိုင်နိုင်လုပ်သွားခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လည်းအောင်တယ်လို့ပြောလို့ရပါတယ်အဓိကတော့အချိန်မရှိတဲ့သူတွေအတွက်ဆိုရင်ဒီ textbook ဆိုတာထက်မိကုန်းဟောင်းကိုပို့ပြီးတော့ဦးစားပေးလုပ်စေချင်တယ်ပေါ့နော်ဒါကတော့ဖြက်လန်းနည်းကို admin ပြပြပေးတာပါအချိန်ရှိတဲ့သူတွေအတွက်ကတော့နှစ်ခုလုံးပိုင်နိုင်လုပ်သွားစေချင်တယ် textbook ကိုမိကုန်းဟောင်းကိုပိုင်နိုင်လုပ်သွားစေချင်ပါတယ်ပေါ့နော်โอเคအဲ့တော့ခိုင်ကောဖူကူရှိအောင်လာရင်တဲ့ဘာအကျိုးရှိလဲအကျိုးခံစားမှုတွေရှိမလဲအဲ့ဒါကတော့စောစော admin ပြောပြီးသားเนาะဒီမှာလဲလေလက်မှတ်ရှိရင်ဘာတွေအကျိုးကျေးဇူးရနိုင်မလဲဆိုတာ ਨੇ အတူတူပဲเนาะဒီလက်မှတ်ရှိတာအရာကျတော့စောစော admin ရှင်းပြခဲ့တဲ့ဟာတွေအကုန်လုံးလို့ရတယ်ပေါ့เนาะโอเคအဲ့တော့ဒီမိကုန်းက admin နှစ်ခုထပ်သွားတာပေါ့เนาะအဲ့တော့ဖြတ်လိုက်မယ်ပေါ့เนาะโอเคအဲ့ဒါပြီးသွားပြီဆိုရင်ကျတော့မေးထားတဲ့မေးခွန်းလေးကိုအောက်မှာတစ်ခုချင်းစီဖြည့်ပေးမယ်အခန်းကဏ္ဍလေးလာပါပြီအဲ့တော့ဒီညီမလေးပြောထားတာကဘာစာအုပ်လေးတွေကန်ပြီးတော့ဘယ်လိုလေ့လာခဲ့လဲဆိုတော့အဲ့တော့ညီမလေးကကျတော့ဒီမှာတစ်ချက်ကြီးပေါ့နော်အဲ့ဒီဖြည့်ပေးရပါတယ်ပြီးတော့ Samuel အောင်ရင်ဘာတွေကောင်းကျိုးတွေရှိလဲဆိုတာလဲစောစောကပြောသွားတယ်ပေါ့နော် Samuel အောင်နေဆိုရင်လာစားလည်းတိုးမယ်ကွယ်ပြီးတော့ပြည်ပထွက်ပြီးတော့အလုပ်လုပ်ချင်တယ်ဆိုရင်လည်း okay တယ်ဒီလက်မှတ်ကြီးခိုင်ကောဖူကူရှိအောင်လက်မှတ်ကြီးရှိနေတာဖြစ်တဲ့အတွက်เนาะဂျပန်မှာရှိရင်လည်းတပြင်းပေါ့နော်ဖူကူရှိထက်မြင်းတဲ့ရှောက်ကာကြီးဖူကူရှိရှိတို့เนาะလူမှုကွယ်ဆောက်ရှောက်ရေးဆောင်ပွဲလို့ခေါ်တယ်ပေါ့နော်ရှောက်ကာကြီးဖူကူရှိရှိကကြောင့်အဲ့ဒီဆောင်ပွဲတွေเนาะcare manager လို့ခေါ်တယ် care manager ဆောင်ပွဲတွေအဲ့ဒါတွေထပ်ပြီးတော့ဖြည့်ပြီးတော့ကြတော့ဒီထက်မြင်းတဲ့ကိုယ့်ရဲ့ career ကို update လုပ်လို့ရပါတယ်ပေါ့နော်ဒါတွေကတော့
ဒီမိကုန်းလေးကတော့စောစောကတော့လည်းအသေးသေးဖြည့်ပြီးသွားတာဖြစ်တဲ့အတွက်ပေါ့နော်ညီမလေးကကျတော့အရှိမ admin ပြောခဲ့တာလေးကိုသွားပြီးတော့ပြန်ပြီးနားထောင်ကြည့်ပေါ့နော်โอเคအဲ့တော့ဒီမိကုန်းလေးကိုတော့ admin စောစောကဖြည့်သွားရတယ်မှာမေ့သွားတယ်မပါသွားဘူးပေါ့အဲ့တော့ဆောင်းမွေးကတစ်နှစ်မှာပေါ့နော်ဘယ်နှချိန်ကျင်းပါလဲတစ်နှစ်မှာဘယ်နှချိန်ကျင်းပါလဲဆိုတော့ Kaigo Fukushi ဆောင်းမွေးဒီတစ်နှစ်မှာတစ်ချိန်ပဲကျင်းပါပါတယ်ဂျပန်ဆိုရကျင်းပါတာပါโอเคအဲ့တော့ဆောင်းမွေးကကြတော့ဘယ်နည်းလေးမှကျင်းပတာလဲဆိုတော့ဒီတစ်နှစ်မှာတစ်ချိန်ပေါ့နော်โอเคဟွာပါလဲ admin ဓာတ်ပုံလေးတောင်မှဒီထဲကိုထည့်ဖို့မေ့သွားတယ်ပေါ့နော်โอเคအဲ့တော့ဆောင်းမွေးကပေါ့နော်ပြောမယ်ဆိုရင်တော့တစ်နှစ်မှာတစ်ချိန်တစ်လပိုင်း25ရက်နေ့တနင်္ဂနွေနေ့မှာကျင်းပပါတယ်ပေါ့နော်နောက်ပြီးတော့အောင်စင်းထွက်တာပေါ့နော်အောင်စင်းထွက်တာလေးလည်းဘယ်အချိန်မှာထွက်လဲဆိုတော့ပြောပြလိုက်မယ်ပေါ့နော်အောင်စင်းထွက်တာကကြတော့အဲ့ဒီတစ်လပိုင်း25ရက်နေ့မှာဖြည့်တဲ့ဆောင်းမွေးရဲ့အောင်စင်းက3လပိုင်းဒီလပေါ့နော်အခုလပေါ့3လပိုင်း16ရက်နေ့မှာထွက်လို့ရှိပါတယ်ပေါ့နော်ခိုင်ဝဖူကူရှိဖြည့်ခြင်းလို့တဲ့ရှေ့ကဆောင်ပွဲနှစ်ခုကမဖြည့်လို့ရလားโอเคရှေ့ကဆောင်ပွဲနှစ်ခုမှာမဖြည့်လို့ရလားဆိုတော့စောစောကလည်း admin ရှင်းသွားတယ်ပေါ့နော်ဒီမှာဆိုရင်ရှေ့ကဆောင်ပွဲနှစ်ခုမှာရှော်နင်းရှာခန်းရှူကိုကြော်လိုက်လို့ရပါတယ်မဖြည့်လဲရတယ်ကြီးစုမှုရှာဖြည့်တယ်ဆိုရင် okay ဒါပေမဲ့စားတော့ပေါ့နော်အဲ့လိုမျိုးကြော်ဖြည့်တဲ့တငယ်ချင်းတယောက်ကို admin မေးကြည့်လိုက်တာကကျတော့စားတဲ့ဒီရှော်နင်းရှာခန်းရှူရဲ့စာလေးလည်းနည်းနည်းလေးပေါ့နော်ပြန်ပြီးတော့သူကနှွေးပေးတာတို့တင်ပေးတာတို့လုပ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပြောရမလဲဆိုတော့နည်းနည်းလေးတော့ရှော်နင်းရှာခံရွေးစာတွေကိုသူပြန်ပြောတယ်ဆိုတဲ့ဟာလေးကိုသိရပါတယ်ဒါကတော့ကြော်ဖြေခဲ့တဲ့ admin ရဲ့တကယ်ချင်းရှီကနေပြီးတော့သိခဲ့ရတဲ့ဟာလေးပေါ့နော် admin ကကျတော့အစင်လိုက်တက်ခဲ့တာဆိုတော့လေနော်အဲ့တော့ကြော်ဖြေလဲရတယ်ပေါ့နော်ဒါပေမဲ့ကြော်ဖြေလဲပေါ့နော်တင်တန်းကြီးကနှစ်ခုစာပေါင်းပေးရတယ်လို့ကြားတယ်ပေါ့နော်အဲ့ဒါကတော့ဇန်နဲ့ပေါ့နော်ဝမ်းနေပါတယ်ပေါ့နော်ကြော်ဖြေလဲတင်တန်းကြီးကနှစ်ခုစာပေးရတာဆိုတော့လေโอเคအဲ့ဒါဆိုရင်ဆောင်းပွဲဖြည့်တာအကြောင်းလေးပြောပြပါရပေါ့နော်ဒီညမလေးစောစောကဖြည့်မေးထားတဲ့ဟာလေးပေါ့နော်မဖြစ်မနေကတော့ကြီးစုမှုရှာဆောင်းပွဲကိုဖြည့်ရပါမယ်ညီမလေးโอเคနောက်တစ်ခုကကြောခိုင်ကောဖူကူရှိစာပလိုလေးလာလဲအဲ့ဒါကတော့စောစောကတော့ admin ပြောပြီးသွားဖြစ်တဲ့အတွက်အရှိရဟာလေးကိုပြန်ပြီးတော့နားထောင်ပြီနော်နောက်ပြီးတော့ဘယ်စာအုပ်လေးတွေကြည့်လို့ရလဲတဲ့ကြည့်တာလဲပေါ့နော်ဘယ်လိုလေးလာရမလဲအဲ့ဒါလဲစောစောကတော့ admin ပြောပြပြီးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါလေးကိုသွားပြီးတော့ပြန်နားထောင်ပါညီမလေးရပါနော်နောက်တစ်ခုကကျောင်းသားကနေတခုတည်းဖြေမလို့တဲ့3နှစ်ပြည့်မှာဖြေရတာလားတဲ့ဖူကူရှိရလေတဲ့ကျောင်းသားကနေတခုတည်းပြောင်းပြီးတော့ဖြေမလို့ဆိုတာကကျတော့ဟုတ်တယ်ပေါ့နော်အဲ့ဒီတခုတည်းပြောင်းမှုအတွက်လည်းဒီခိုင်ကောဖူကူရှိတခုတည်းဆောင်ပွဲပေါ့နော်ဒါစောစောကတော့ admin ပြောခဲ့တယ်နိုင်ငံသားတွေအတွက်ဗီဇာဆောင်ပွဲအဲ့ဒီဗီဇာ exam ကိုဖြေရမယ်အဲ့ဒီလက်မှတ်ရှိရမယ်နောက်ပြီးတော့ကျတော့အဲ့ဒါဆိုရင်ကျတော့အလုတ်ကချင်းလို့ရပြီပေါ့နော်ဒီခိုင်ကောအလုတ်ကိုချင်းလို့ရပြီအဲ့ဒီဗီဇာရှိညာကျတော့ခိုင်ကောအလုတ်ကိုချင်းပြီးသွားတော့မှစောစောကတော့ admin ပြောတယ်ဒါကတော့ပထမဆင့်လောက်ကမှဒီဗီဇာလက်မှတ်ကရှိကိုရှိရမယ်အဲ့ဒါရှိမှဗီဇာလက်မှတ်ချင်းလို့ရမယ်ပြီးသွားပြီဆိုရင်ကျတော့စောစောကပြောတယ်ရှော့နင်းရှာခန်းရှူပေါ့နော်အဲ့ဒါပေါ့နော်ဒီတက်လို့ရတယ်ပေါ့နော်ရှောင်းနှရှာခန်းရှူနဲ့ကြီးစုမှုရှာခန်းရှူနဲ့တက်လို့ရတယ်အဲ့ဒီမှာကိုကကြော်ပြီးတော့ပေါ့နော်ရှောင်းနှရှာခန်းရှူနဲ့ကြီးစုမှုရှာခန်းရှူကိုကြော်ခြင်းနေဆိုရင်ကျတော့ရှောင်းနှရှာကိုတော့ကြော်လို့ရမယ်နော်ကြီးစုမှုရှာတော့ကြော်လို့မရဒါစောစောကလည်းပြောပြီးသားโอเคအဲ့တော့အဲ့ဒီမှာဆိုရင်ပေါ့နော်admin တခုပြောချင်တာကဒီဆောင်းမွေးနှစ်ခုอ่ะပေါ့နော်ရှော်နေရှာနဲ့ကြီးစုမှုရှာဆောင်းမွေးနှစ်ခုอ่ะကြတော့ तू ကလှုပ်သက်နဲ့မဆိုင်ဘူးเนาะကိစ္စမရှိဘူးဘယ်ချိန်ဝင်ဖြည့်ရတယ် तू ကကြတော့လေလှုပ်သက်မလို့เนาะခိုင်ကိုဖူကူရှိရတာလှုပ်သက်လို့တာ तू ကလေလှုပ်သက်3နှစ်ပြည့်ပြီးတော့ကြတော့မှဒီခိုင်ကိုအလုတ်ကင်ကိုလှုပ်သက်3နှစ်ပြည့်တော့မှဖူကူရှိဆောင်းမွေးဖြည့်လို့ရတာပေါ့เนาะโอเคနောက်တစ်ခုက set study လုပ်နည်းလေးတင်ပေးပါအဲ့တော့တင်ပေးပြီးပါရယ်เนาะစောစောကရှေ့ကအတန်ဖိုင်လေးတွေကိုအတန်လေးတွေပြန်ပြီးနားထောင်ကြည့်เนาะနောက်ပြီးတော့2029မှာဖြည့်ဖို့လုပ်ထားတာတဲ့အခုတည်းကလေးလာနေတာတဲ့ဘာသာလေးတွေကင်လေတင်နေတော့တက်နေတယ်လေးလာနေနေမျှဝေပေးပါအောင်တဲ့โอเคเนาะအဲ့ဒီအတွက်လည်းလေးလာနေနေစောစောကတော့ admin လေးလာခဲ့တဲ့ဟာလေးပြောပြီးသွားပြီပေါ့เนาะအဲ့ဒါလေးကိုပြန်နားထောင်ပေးပါဘာစာအုပ်တွေသုံးနေလဲအဲ့ဒါလေးလည်း admin ပြောပြီးသွားပြီပေါ့နော်အဲ့တော့အရှိရ admin ပြောခဲ့တာလေးကိုပြန်နားထောင်ပေးပါဖူကူရှိဖြေဖို့တဲ့ဘယ်ကစလောက်ကမလဲအပန်းမကျင်ပြောပြပေးပါတဲ့ဖြေကျင်လို့ပါတဲ့လုံးသက်2နှစ်ရှိပါပြီโอเคဟုတ်ပါပြီမရေအဲ့ဒါဆိုရင်နံပါတ်1ခိုင်ဝဖူကူရှိဖြေကျင်နေဆိုရင်စောစောကတော့admin typing လေးရိုက်လိုက်မယ်ပေါ့နော်စောစောကတော့ admin ပြောခဲ့တဲ့ဒီနံပါတ်1လောက်ကမှာကကျတော့ဒါ process ကိုပေါ့နော်အစင်လိုက်လေး admin ရှင်းပြပေးမယ်နော်ရှောင်းနှင်းရှာခန်းရှူပေါ့နော်ရှောင်းနှင်းရှာခန်းရှူ
ရှောင်းနေရှာခံရှုဖြေရမယ်ပေါ့နော်နောက်တစ်ခုကကျတော့နံပါတ်2အနေနဲ့ဆိုရင်ဒါအစင်လိုက်သွားခြင်းတဲ့သူတွေအတွက်ပေါ့နော်ဂျေဆုမှုရှာခံရှုဖြေရမယ်နော်အဲ့ဒီမှာကိုကတော့စာလိုက်နိုင်တယ်ကျွန်တော်ကတော့စာရီအများကြီးလည်းလုံနိုင်တယ်ကိုလည်းယုံကြည်မှုရှိရဆိုရင်ဂျေဆုမှုရှာခံရှုကိုကြော်ပြီးတော့တက်လို့ရပါတယ်နော်ရှောင်းနေရှာခံရှုကိုမတက်လဲရတယ်ဒီနံပါတ်1ကိုကြော်လို့ရတယ်နော်နံပါတ်2ကနေစတင်ရတယ်အဲ့တော့ပြီးသွားပြီဆိုရင်ကကျတော့လောက်သက်ပေါ့နော်လောက်သက်ကကျတော့3 year ရှိရမယ်ပေါ့နော်ခိုင်ကိုလောက်သက်3 year ရှိရမယ်ပြီးတော့ကျတော့မှfinal ပေါ့နော် professional level ကြီး admin ကိုခိုင်ကိုဖူရှိကိုဝင်ဖြေလို့ရပါတယ်ဟုတ်ကဲ့ခိုင်ကိုဖူရှိကို admin ကိုဝင်ဖြေလို့ရမယ်เนาะအဲ့လိုပုံစံမျိုးနဲ့ process က run ပါတယ်ပေါ့နော်ဒီခိုင်ကိုရဲ့လုပ်ငန်းခွင်မှာကျတော့လေโอเคပါအဲ့တော့ဘယ်ကနေစပြီးတော့စားလုပ်ရမလဲဆိုတော့ဒီမှာအတွက်ကကြတော့အခုကခိုင်ကော့ဖူရှိကတင်တန်းတက်နေတာလားမတက်နေတာလားတော့မသိဘူးပေါ့နော်ဒီမှာကကျတော့တင်တန်းတော့ပြောထားရပေါ့နော်တင်တန်းမဟုတ်တင်တန်းကြောင်းကမပြောတာဘူးဒီမှာကကျတော့โอเคကတော့အမကကျတော့အရင်ဦးဆုံးပေါ့နော်ဒီနှစ်ခုတည်းကကိုကဖြက်လန်းနည်းနဲ့လိုက်ချင်လားဒါမှမဟုတ်အစင်လိုက်တက်ချင်လားဆိုတော့ကိုယ့်အကိုစဉ်းစားအပေါ်ကောင်ကတော့မတက်လဲရတယ်အပေါ်ကတင်တန်းတော့တင်တန်းချင်းကတော့အတူတူပဲကြော်ပြီးတော့တက်လဲနှစ်ခုစာပေးရတာပဲအစင်လိုက်တက်လဲနှစ်ခုစာပေးရတာပဲအတူတူပဲပေါ့နော်တင်တန်းနှစ်ခုအဲ့လိုပုံစံမျိုးသူကနည်းနည်းလေးတော့ထူးဆန်းနေပေါ့နော်ကြော်ပြီးတက်လဲဒီတစ်ခုစာပေးရတာဆိုတော့လေအဲ့ဒါတော့ကိုယ့်အကို try ပါအပေါ်ကဟာတော့မတက်လဲရတယ်နံပါတ်2ကနေဖြတ်ပြီးတော့တက်ပလိုက်လို့ရတယ်အဲ့ဒါပြီးဝိုင်းရကျတော့ဖူကူရှိဆောင်ဝယ်ဖြစ်ဖို့အတွက်ကိုလောက်တော့က3နှစ်ရှိရမယ်အဲ့ဒါပြီးတော့မှဖူကူရှိဆောင်ဝယ်ဖြေလို့ရပါမယ်နော်အဲ့တော့ဘယ်ဟာကိုအရင်တက်မလဲဆိုတာကိုယ့်အကိုဆုံးဖြတ်ပြီးတော့တင်တန်းတက်ပေါ့နော်ဒီနှစ်ခုကတော့တင်တန်းကသူကတက်ကိုတက်မှာရမှာဆိုလေself study လုပ်ပြီးတော့ကိုယ့်အကိုအပြင်မှာဝင်ဖြေလို့မရဘူးတင်တန်းလေးမှာဆောင်းပွဲစစ်ပေးတာဆိုတော့နော်အဲ့တော့တင်တန်းတော့တက်မှာရမှာအပေါ်ကနှစ်ခုကလေโอเคအဲ့ဒါဆိုရင်နောက်ထပ်ဟာလေးထပ်သွားမယ်ပေါ့နော်ဖူကူရှိအောင်တာတဲ့ congratulation ပါကျေးဇူးပါနော်အဲ့တော့စဘလို့လုပ်ရတာလဲတဲ့ငကိုတဲ့ self study အားတက်နေသူမလို့ပါတဲ့ self study လုပ်ချင်လို့တဲ့ကျေးဇူးမှုရှာခုမှတက်နေရပါโอเคအဲ့တော့ပေါ့နော် self study လုပ်မယ်လို့ရေးထားတယ်ပေါ့နော်ဒီညီမလေးပေါ့နော်အားပေးပါရလုပ်ပါပေါ့နော် admin ကိုယ်တိုင်လည်း self study နဲ့အောင်လာတာဖြစ်တဲ့အတွက်ကိုယုံကြည်မှုရှိပါပေါ့နော်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတာတော့စောစော admin အပေါ်မှာရှင်းပြပြီးသွားပြီပေါ့နော်အဲ့ဒါလေးတစ်ချက်လောက်ပြန်ပြီးတော့နားထောင်ပေးပါပေါ့နော်အဲ့တော့ဒီ TikTok မှာကောဒီ Facebook မှာကော admin ကိုပေါ့နော်ဒီမှာဘယ်လိုပြောရမလဲ OUI congratulation လုပ်ပေးထားတဲ့သူလေးတွေလည်းတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်အကုန်လုံးသိကျင်လာတဲ့ဒီမိကုန်းလေးတွေကိုလည်း admin ဖြည့်ပြီးသားဖြစ်ပြီးသွားပြီပေါ့နော်စောစောကတော့အကုန်လုံးကိုပြပေးသွားတယ်ဆိုတော့ပေါ့နော်အဲ့တော့ဗီဒီယိုလေးကိုပေါ့နော်အဆုံးထိကြည့်ပေးပေါ့နော်ကိုမေးထားတဲ့မိကုန်းလေးတွေတစ်ခုချင်းစီဖြည့်ပေးထားတယ်အဲ့ဒါအပြင် plus ဘ ഹു တုဒ္ဒတွေအများကြီးလေးထည့်ပြီးတော့ပြောပြပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပါနော်အဲ့တော့တယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ပေါ့နော်အဲ့တော့ဆောင်းပွဲတွေလည်းဝင်ဖြေဖို့လုပ်ထားတဲ့သူတွေအကုန်လုံးအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ် admin ကကဲအဲ့ဒါဆိုရင်ဒီနေ့ကတော့ဒီလောက်ပဲဗီဒီယိုလေးကိုအပ်လိုက်မယ်ပေါ့နော်အဲ့တော့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ပါမယ်ပေါ့နော်